တာရောနီဩဝါဒစာပထမစာဆောင်အခန်းကြီး၄အပိုင်းငယ်16ကနေ18သခင်ဖျားသည်ကြွေးကြော်ခြင်းကောင်းကင်တမန်မင်းအတန်ပေးခြင်းဖျားခင်ဒီပတဘောတော်ကိုမှုတ်ခြင်းနဲ့တကွာကောင်းကင်ပုံမှကိုယ်တိုင်စင်သက်တော်မူ၍ခရစ်တော်၌တေလွန်တော်သူတို့သည်အူထမြောက်ကြလိမ့်မည်ထိုအခါအသက်ရှင်၍ကြံကျွန်းသောငါတို့သည်အာဂါသကောင်းကင်၌သခင်ဖျားထံတော်သို့ရောက်စေခြင်းကထိုသူတို့နှင့်တကွမိုးတိမ်ဘို့သို့ချီဆောင်ခြင်းကိုခံရသောအဖြစ်သခင်ဖျားနှင့်အတူအစေမပြတ်နေရကြလိမ့်မည်တို့ဖြစ်၍ဤစကားများအဖြစ်အချင်းချင်းတယောက်ကိုတယောက်တက်တာစေကြလောဤနှုတ်ဘတ်တို့ကတော့တယောက်နဲ့တယောက်ခွန်အားပေးဖို့တယောက်နဲ့တယောက်တက်တာစေဖို့တနေ့ကျရင်ကျွန်တော်တို့ခံစားရမယ့်အရာတနေ့ကျရင်ကျွန်တော်တို့စိုးစံရမယ့်အရာကျွန်တော်တို့ကိုပြန်ပြီးတော့မှတင်းဆဲမယ့်အရှင်ဖြစ်တဲ့အကြောင်းတယောက်နဲ့တယောက်ပြောပြီးတော့မှအားပေးကြရအောင်နော်ဒါကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဖြစ်တယ်။ဘာကြောင့်လဲဆိုရင်တခင်ပြားဟာကြွေးကြော်ခြင်းနဲ့ကောင်းကင်မှာအတန်ပေးခြင်းအဖြစ်ကောင်းကင်ဘုံကနေကိုယ်တိုင်ပြန်ပြီးဆင်းသက်လာပြီးတော့ပြန်ပြီးလာခုမယ်ဆိုပြီးတော့မှဒီကျမ်းပိုက်ကဖော်ပြထားတယ်။တိကောအခန်းကြီး15မှာလည်းပဲထပ်ပြီးတော့မှပြောတယ်ကိုရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး15အပိုင်းငယ်53-52မှာနည်းနည်းသောအရာတစ်ခုကိုငါပြဦးမည်ငါတို့ရှိသမျှသည်အိပ်ပျော်ရကြမည်မဟုတ်တော်တော်လဲနောက်ဆုံးသောတဘောမှုတော်အခါတခဏချင်းတွင်မျက်စိတမိတ်၌ငါတို့ရှိသမျှသည်ပြောင်းလဲခြင်းသို့ရောက်ရကြမည်ထိုတဘောမှုချင်းရောက်သောအခါတေလွန်တော်သူတို့သည်မပုတ်နိုင်သောအဖြစ်၌တည်လျက်ထမြောက်၍ငါတို့ရှိသမျှတို့သည်ပြောင်းလဲခြင်းသို့ရောက်ရကြမည်အပေါ်မှာကျွန်တော်ဖတ်သွားတဲ့တတရောနီထဲမှာတော့တခင်ယေရှုခရစ်တော်ဘုရားဟာတဘောမှုချင်းကြွေးကြော်ခြင်းနဲ့အတူကောင်းကင်ဘုံကနေကိုယ်တိုင်ဆင်းသက်ပြီးပြန်ကြွလာမယ်အဲ့ဒီအခါကျရင်အဲ့ဒီအချိန်ကျရင်တဲ့ငါတို့ဟာကျွန်တော်ပုတ်တက်တဲ့ဒီကိုခန္ဓာဟာမပုတ်နိုင်တော့ကိုခန္ဓာအဖြစ်ပြောင်းလဲပြီးတော့တခင်ဘုရားစီကိုသွားမှာဖြစ်တယ်ဆိုပြီးတော့ညှို့လက်ချက်ကတိစကားတစ်ခုဖြစ်တယ်။ပြာတိကျမ်းခန်းကြီး20အပိုင်းငယ်30နဲ့7ပြာတိကျမ်း20အပိုင်းငယ်30မှာတဖန်တုံငါအာမိန်တော်မူသည်ကဤစာဆောင်၏အနာဂတ်စကားကိုတစိတ်မခတ်နဲ့အကြောင်းမူကားကာလအချိန်ရောက်လူနေပြီမတရားသောသူသည်မတရားသဖြင့်ပြုစေအောင်ညဉ့်ညူတော်သူသည်ညဉ့်ညူစေဦးဖြောင့်မတ်တော်သူသည်ဖြောင့်မတ်စေဦးတန်ရှင်းသူသည်တန်ရှင်းစေဦးငါသည်အလင်းအမြန်လာပြီငါသည်အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍လူအတီးတီးတို့အားမိမိအကျင့်အတိုင်းဆက်ပေးမည်တာချမ်းသာထဲမှာနောက်ဆုံးပရောဖက်ဖြစ်တဲ့အနာဂတ်ပြောတဲ့ယောဟန်အားဖြင့်ဘုရားသခင်ကရေးထားခဲ့တဲ့နောက်ဆုံးစကားဖြစ်တယ်။ဗျာဒိတ်ကျမ်းထဲမှာအခန်းကြီးက20နှစ်အထိပဲရှိတယ်။အဲ့ဒီ20နှစ်နောက်ဆုံးအခန်းကိုသူကဒီစကားနဲ့အဆုံးသတ်သွားတာကိုကျွန်တော်ကြည့်တဲ့အခါမှာတဲ့ဘုရားသခင်ကသူ့ကိုပြောတယ်တဲ့တီစာဆောင်စကားကိုတစိမ့်မခတ်နဲ့တဲ့တစိမ့်မခတ်နဲ့ဆိုမပိတ်နဲ့လူတိုင်းဖတ်လို့ရအောင်ဖွင့်ထားပါတဲ့ဆန်ထားပါတဲ့ဘာကြောင့်လဲဆိုရင်တဲ့ကာလအချိန်ရောက်လာလိမ့်မယ်ကာလအချိန်ရောက်လို့နေပြီတဲ့ဖြောင့်မတော်သူလည်းဖြောင့်မတော်လို့ဖြောင့်မပါစေအောင်ညဉ့်ညူတော်သူလည်းညဉ့်ညူပါစေအောင်တဲ့ငါသည်အလင်းအမြန်လာမယ်ငါသည်အကျိုးကိုလည်းဆောင်ခဲ့တယ်အပြစ်ကိုလည်းဆောင်ခဲ့တယ်ဒီနေ့ကျရင်တရားစီရင်မယ်ဆိုပြီးတော့မှသခင်ယေရှုကပြောတဲ့စကားနောက်ဆုံးမိန့်ပါတဲ့စကားဖြစ်တယ်။ဒါကြောင့်ဒီအရာလေးကိုဒီနေ့ဆင်ခြင်ဖြစ်ပါတယ်။ကျွန်တော်နောက် slide တစ်ခုသွားရအောင်။ကျွန်တော်တို့ရဲ့အတိတ်ကမျှော်လင့်ချက်ကျွန်တော်တို့ယုံကြည်သူတွေအတိတ်ကမျှော်လင့်ချက်ကကောင်းကြီးမင်္ဂလာမဟုတ်ဘူး။ကျမ်းမာခြင်းမဟုတ်ဘူး။အတိတ်ကကျွန်တော်တို့မြေကြီးပေါ်မှာအောင်မြင်ဖို့မဟုတ်ဘူး။ဒါမှမျှော်လင့်ရဘူးလို့ဆိုလိုတာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်တို့သခင်ယေရှုကိုယုံကြည်ခြင်းရဲ့အတိတ်ကမျှော်လင့်ရသောအရာဒီပါလေကျမ်းစာထဲမှာငါတို့ထမြောက်ခြင်းမရှိဘူးငါတို့ရဲ့မျှော်လင့်ချက်ဟာငါတို့ရဲ့မျှော်လင့်ခြင်းဟာခဏတာကုံဆုံးသွားမယ့်အရာဆိုရင်တဲ့ငါတို့ဟိုးပြိုတက်တဲ့ခံတဲ့အကြောင်းအရာတွေဟာအချင်းဤတက်ဖြစ်တယ်တဲ့ငါတို့ဒီအချင်းဤတို့အရာကိုမျှော်လင့်တော်သူဒီမဟုတ်တဲ့အတွက်ကြောင့်တဲ့ငါတို့ဒီတခင်ဖျားတနေ့ပြန်ပြီးကြွလာမယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဒီမျှော်လင့်တာ
ရှင်ဘောလူကလည်းပဲတသက်ခံတယ်ငါတို့ဟိုးပြောတဲ့အရာငါတို့နေ့တိုင်းပြောနေတဲ့အရာတရားဟိုးနေတဲ့အရာတွေဟာငါတို့ရဲ့အတိကမျောလင့်ရာအကြောင်းဖြစ်တယ်ပျက်စီးတဲ့အရာကိုမျောလင့်နေတာမဟုတ်ဘူးထာဝရထမြောက်ခြင်းထာဝရဖခင်နဲ့စိုးစံရမယ့်နေ့ရက်အချိန်ထာဝရကာလကိုမျောလင့်နေတာဖြစ်တယ်ကျွန်တော်တို့နောက်နေ့အသက်ပဲမျောလင့်နေတာမဟုတ်ဘူးနောက်10နှစ်အသက်ပဲမျောလင့်နေတော့သူဒီမဟုတ်ဘူးကျွန်တော်တို့ရဲ့မျောလင့်ခြင်းဒီထာဝရဖျားပြန်ပြီးတော့မှခရစ်တော်ပြန်ကြွလာမယ်ခရစ်တော်နဲ့ထာဝရစိုးစံရမယ်ဆိုတဲ့နေရာကိုမျောလင့်တော်သူဒီဖြစ်တယ်တခင်ယေရှုခရစ်တော်ဖျားကရှင်ယောခရစ်ဝင်ကျမ်းအခန်းကြီး14အပိုင်းငယ်1မှာပြောတယ်ငါပြန်လာမယ်တဲ့တခင်ယေရှုကအဲ့ဒီမျောလင့်ခြင်းကိုတခင်ယေရှုကဘာပြောလဲဆိုတော့ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းအချင်းကြီးမဟုတ်ဘူးနော်တခင်ယေရှုခရစ်တော်ကအာဒီထမြောက်ခြင်းအကြောင်းဖြစ်တယ်တဲ့ငါဟာအသက်ရှင်နေခြင်းအကြောင်းဖြစ်တယ်တဲ့ငါကိုယုံကြည်တော်သူသည်တေလွန်တော်လဲရှင်ရလိမ့်မယ်ငါကိုယုံကြည်ကြလို့တဲ့ရှင်ယောအခန်းကြီး14မှာအဲ့ဒီနေ့ရောက်လာဖို့တင်တို့ကိုပြန်လာပြီးတော့မှတင်းဆဲဖို့ရန်အတွက်ဘာပြောလဲဆိုတော့14အငယ်1နဲ့3ထဲမှာတဲ့ငါသွားမယ်တဲ့အဲ့မှာ3ခွန်းတွေ့ရတယ်ငါဒီသွားမယ်တဲ့ပြီးရင်တင်တို့နေစရာနေရာကိုပြင်ဆင်မယ်ပြီးရင်ပြန်လာမယ်ပြီးရင်ပြန်လာမယ်ဆိုတိတ်ကြီးကြည့်တယ်ယောဟန်14:73မှာစိတ်နှလုံးပူပန်ခြင်းမရှိကြနဲ့တဲ့ငါခမင်းတို့ကိုလည်းယုံကြည်ပါတဲ့ငါကိုလည်းယုံကြည်ပါဒါတိတ်ကြီးကြည့်တယ်အဲ့ဒီငါကိုယုံကြည်တယ်ငါခမင်းတို့ကိုယုံကြည်တယ်ဆိုရင်တဲ့မင်းတို့ကိုတနေ့ပြန်ပြီးလာခေါ်မယ်ငါသွားရမယ်တခင်ယေရှုခရစ်တော်ဖျားကငါသွားမယ်ဆိုတဲ့အတိတ်ပဲကပါလဲဆိုအဲ့ဒီတက်စီထင်စားသုံးကမတည်သေးဘူးလေဝါကတိုင်ပေါ်မှာဒါပေမဲ့ငါသွားမယ်လို့ပြောတဲ့အရေးအမြတ်တီပါလဲဆိုတော့တင်တို့ကိုကယ်တင်ဖို့ရင်တော့တင်တို့ကိုအသက်ပေးဖို့ရင်တော့လက်ဝါကတိုင်မှာငါအသေးခံရမယ်ခရစ်တော်ပြောတဲ့အတိုင်းသူဟာလက်ဝါကတိုင်ပေါ်မှာအသေးခံပြီးတော့3ရက်မြောက်တော့နေမှာရှင်ပြန်ထမြောက်ပြီးတော့ဒဏ်လွန်တောင်မှာပဲတခင်ယေရှုခရစ်တော်ဟာတပည့်တော်ရဲ့မျက်မှောက်ထဲမှာပြန်ပြီးတော့မှသွားနေပြီဖြစ်တယ်ငါသွားမယ်ဆိုတဲ့စကားအတိုင်းတခင်ယေရှုကောင်းကင်ဘုံကိုသူတက်ကြွသွားပြီဖြစ်တယ်ငါတင်တို့နေစရာအရက်ကိုပြင်ဆင်မယ်လို့ပြောတဲ့စကားနော်အဲ့ဒီ3ခုကိုကျွန်တော်မှတ်သားစေချင်တယ်ငါသွားမယ်ဆိုတဲ့စကားကပြည့်စုံသွားပြီ तू သွားနေပြီအခုဘယ်နှစ်ရှိပြီလဲနှစ်ပေါင်း2000ကျော်သွားပြီဒါပေမဲ့နှစ်ပေါင်း2000ကျော်လူအနေနဲ့နှစ်ပေါင်း2000ဖြစ်ပေမဲ့သခင်ဘုရားရှိမှခဏမြတ်တာဖြစ်တယ်ယေရှုကဘာပြောတယ်လဲငါသွားမယ်တဲ့တင်တို့နေစရာအရက်ကိုပြင်ဆင်မယ်တီဆောက်မယ်တင်တို့နေဖို့အခန်းကြီးကိုငါပြင်ဆင်ထားမယ်တဲ့အဲ့ဒီအခန်းမှာတင်နေခြင်းတဲ့အဲ့ဒီအခန်းမှာတင်စိုးစံခြင်းတဲ့ဆိုရင်တဲ့ငါကိုလည်းယုံကြည်ငါခမဲတို့ကိုလည်းယုံကြည်နော်ကျမ်းစာထဲမှာပြောတယ်ငါကိုတခင်တို့ဆော့တော်သူတိုင်ကောင်းကင်ငါမဝင်ရဘူးလို့ပြောတယ်ဘယ်သူဒီဝင်ရမလဲငါဖမဲတို့ရဲ့အလိုတို့ကိုဆောင်းတော်သူသားလေကောင်းကင်ဝင်ရမယ်တဲ့ခမဲတို့ရဲ့အလိုတို့ကိုဆောင်းတော်သူဆိုတာဘယ်သူလဲခရစ်တော်အသေးချင်းကိုယုံကြည်တော်သူခရစ်တော်ဖခင်ဟာငါကိုကယ်တင်တော်သူဖြစ်တယ်လို့ယုံကြည်တော်သူဟာခမဲတို့ရဲ့အလိုတို့ကိုဆောင်းတော်သူဖြစ်တယ်ချစ်တော်ညီကောင်မတွေတခင်ယေရှုကပြောတယ်ငါသွားရမယ်လို့ပြောတယ်သူသွားပြီးပြီတင်တို့နေစရာအရက်ကိုပြင်ဆင်မယ်လို့ပြောတာအဲ့ဒီပြင်ဆင်ပြီးတော့မှအိမ်တော်ပြင်ဆင်လို့ပြီးတော့ရင်ပြန်လာမယ်တဲ့တင်တို့ကိုပြန်လာခုမယ်တကယ်ယေရှုခရစ်တော်ဖခင်ကပြန်သွားခဲ့တာနှစ်ပေါင်း2000ကျော်သွားပြီနော်အခုပါလုံနေတယ်လေအိမ်တော်တီဆောက်နေတယ်တကယ် engineer တီဆောက်ထားတဲ့အိမ်ဒီကိုကြည့်ကြည့်လိုက်ဘယ်လောက်ကောင်းတယ်လဲလူရီတီဆောက်ထားတဲ့အိမ်တောင်မှဒီလောက်ခန္ဓာထေဝါနေရင်ဒီနေ့သူ့ကိုယုံကြည်ပြီးသူ့ကိုလက်ခံတော်သူများဒီနေ့နေရမယ့်အိမ်ကိုအခုသခင်ယေရှုပြင်ဆင်နေတာဖြစ်တယ်ဟာလေလုယာအဲ့ဒါအတိကကျွန်တော်တို့မျှော်လင့်ချက်လောကမှာကျွန်တော်တို့ပြည့်စုံခြင်းကြွေဝခြင်းဆိုခဏပဲအဲ့ဒါကအတိကကျွန်တော်တို့မျှော်လင့်ခြင်းမဟုတ်ဘူးကျွန်တော်တို့ရဲ့အတိကမျှော်လင့်ခြင်းဒီသခင်ယေရှုတည်နေကျွန်တော်တို့နေဖို့ရန်အိမ်တည်ဆောက်နေတယ်ပြင်ဆင်နေတယ်တဲ့ပြီးရင်ပြန်လာခေါ်မယ်တဲ့အဲ့ဒီစကားကအမြဲတမ်းကျွန်တော်ပြန်ပြီးခေါ်နာပေးတယ်အမှုတော်လုပ်ငန်းထဲမှာလေစစ်တပ်ကြလာတဲ့အခါဖိအားကြီးများလာတဲ့အခါမှာမလုတ်ချင်တော့ဘူးကွာမတော်ချင်တော့ဘူးကွာဖြစ်လာတဲ့အခါမှာငါမျှော်လင့်တဲ့အရာဟာလောကရဲ့အောင်မြင်မှုတွေမဟုတ်ဘူး
တနေ့ကျွန်တော်နေရမယ့်နေရတနေ့ကျွန်တော်တွားရမယ့်နေရဟာဖယားခင်အခုတီဆောက်ပေးနေတာဖြစ်တယ်သူမပြီးသေးဘူးပြီးရင်ပြန်လာမယ်အဲ့ဒီလိုတကယ်စုကငါပြန်လာမယ်လို့ပြောတဲ့အတိုင်းတနေ့လာလိမ့်မယ်ရှမတ်ခရစ်ကျခိုင်း24မှာပြောတယ်ငါပြန်လာမယ့်အချိန်ကိုဘယ်သူမှမသိဘူးတဲ့တခင်ယေရှုကိုယ်တိုင်မသိဘူးတဲ့အဘခမဲတော်တပါးတိတလင်သိမယ်တဲ့ဒါပေမဲ့ပြန်ကိုလာလိမ့်မယ်ငါပြန်လာမယ်လို့သူပြောတဲ့ဂတိစကားကယေရှုကကျွန်တော်လူသားလို့သူ့ဂတိကိုခဏခဏရွှေ့တဲ့ဖယားမဟုတ်ဘူးတကယ်ဆိုခရစ်တော်ဖယားကမေတ္တာထားတဲ့နေရာမှာဘယ်သူကမှနိုင်လို့မရအောင်ကြီးမားတဲ့မေတ္တာတော်ရှင်ဖယားဖြစ်တယ်တစ်ဖက်မှာတရားစီရင်လေလောင်တော်မီဖြစ်တယ်ဘယ်သူမျက်နာကိုမှမထောက်ပဲနဲ့တရားစီရင်တော်ဖယားဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ဖျားကအခုချိန်ကာလတော့လက်စွာရွေးချယ်ပြီးတော့မှအသက်ရှင်ခြင်းအခွင့်ပေးတယ်ဂျေဇုတော်ကာလလို့ပြောတယ်တကယ်ယေရှုခရစ်တော်ယုံခြင်းယုံမယုံခြင်းနဲ့ပြဿနာမရှိဘူးတင်ကြိတ်တယ်လို့နေလို့ရတယ်လက်စွာရွေးချယ်ပိုင်ခွင့်ပေးတဲ့ကာလဖြစ်တယ်တင်ဖျားကြောင့်တော်ခြင်းတော်မတော်ခြင်းနဲ့ကိစ္စမရှိဘူးပြဿနာမရှိဘူးမေတ္တာပေးတဲ့အချိန်ကာလဖြစ်တယ်မေတ္တာနဲ့ဆွဲခေါ်နေတဲ့အချိန်ကာလဖြစ်တယ်ဒါပေမဲ့ဒီနေ့တစ်ချိန်ကြာရင်ပြန်လာခေါ်မယ်နော်ပြန်လာမယ်နော်တဲ့ဒီလိုပြန်လာလို့ရှိရင်တဲ့တက်တာတော်နေ့ပထမစာဆောင်ထဲမှာကြီးစွာသောတဘောမှုချင်းနဲ့ကိုရောကြွလာလိမ့်မယ်အင်မတန်မှကြီးမားတဲ့တုန်ခါမှုကြီးနဲ့အတူသခင်ယေရှုခရစ်တော်ကောင်းကင်ဘုံကနေတဘောမှုပြီးကြွလာမယ်ဒါပေမဲ့ဝန်နေစရာတစ်ခုကောင်းတာကပါလဲဆိုတော့အဲ့လောက်ကြီးမားတဲ့အတန်ကိုတဲ့မယုံကြည်သူတွေကမကြားဘူးတဲ့ဘယ်သူတွေပဲကြားလဲဆိုတော့ဝိညာဉ်နာရှိတော်သူတွေပဲကြားတယ်အဲ့ဒီဝိညာဉ်နာကဘယ်သူတွေရှိလဲဆိုတော့ယေရှုကိုယုံကြည်တော်သူတွေမှာပဲအဲ့ဒီဝိညာဉ်နာရှိတယ်ခရစ်တော်ဘုရားကကဲလာကြတော့ဟေးမင်းတို့နေစရာအိမ်အရပ်ပြီးဆုံးသွားပြီငါပြန်လာပြီမင်းတို့ကိုငါပြန်လာခေါ်တယ်လာကြဆိုပြီးတော့မှခေါ်တဲ့အချိန်မှာအဲ့ဒီတဘောမုတ်တန်ကြီးကိုခရိယန်တိုင်းကြားမှာမဟုတ်ဘူးဒါကြောင့်ယေရှုကကြိုပြောတယ်မင်းတို့ငါ့ကိုသခင်တို့ပြောတိုင်းကောင်းကင်ရောက်မှာမဟုတ်ဘူးနော်တဲ့ငါ့ကိုယုံကြည်မှကောင်းကင်ရောက်မှာဒီလောက်ကြီးစွာသောတဘောမုတ်ခြင်းကိုကြားရမယ့်လူဟာခမဲတော်ကိုယုံကြည်တော်သူယေရှုကိုယုံကြည်တော်သူတည်တာလည်းဖြစ်တယ်ဒီနေ့ကျွန်တော်ဒီမှာရှိတဲ့သူတွေကိုတော့ကျွန်တော်စိတ်ချတယ်အဲ့ဒီအတန်ကိုတင်တဲ့နေ့ကြားမယ်လို့မျှော်လင့်တယ်ကျွန်တော်တို့မသိဘူးနော်ဘယ်အချိန်ကြွလာမလဲဘယ်အချိန်လာမလဲမသိဘူးကြွလာနိုင်မယ်ကြီးစွာသောတဘောမုတ်ခြင်းနဲ့အတူကြွလာမယ်တဲ့မိုးတိမ်ကိုစီးပြီးလာမယ်တဲ့ slide တစ်ခုသွားရအောင်မိုးတိမ်စီးပြီးတော့မှလာတယ်မိုးတိမ်စီးတဲ့ဆိုတာကမြစ်လုံးနဲ့ဖော်လို့မရနိုင်ဘူးကောင်းကင်တမန်အချမ်းရနေနဲ့မိုးတိမ်စီးပြီးတော့မှအရက်လေးမျက်နှာမှာရှိတဲ့ယုံကြည်သူတွေကိုစုဝေးမှာအရက်လေးမျက်နှာအရက်လေးမျက်နှာ16မျက်နှာအရက်မျက်နှာတစ်ခွမှာရှိတဲ့ယုံကြည်သူတွေကိုသူစုဝေးမှာဘာလဲတူလဲဆိုတော့တန်လိုက်တစ်ချောင်းကိုဒီလိုလိုက်ပြီးတော့မှတန်လိုက်နဲ့လိုက်ကြည့်လိုက်တန်တော်တန်စရီပဲပါလာတာနော်ဒီတစ်သားတွေကြောက်ခဲတွေပါမလာဘူးစာရွက်တီစက်ကူရီပါမလာဘူးအခန်းထဲမှာပဲရှိနေတာပဲဒါပေမဲ့အဲ့ဒီတန်လိုက်အိမ်မြောင်ကိုစာကြည့်တဲ့အခါမှာတန်နဲ့တူတဲ့တန်နဲ့ပါသွားမှာအဲ့ဒါနဲ့တူတယ်တဲ့သခင်ယေရှုရဲ့ပြန်ပြီးတော့မှသိမ်းဆဲခြင်းဟာသခင်ယေရှုရဲ့စိတ်ဝိညာဉ်ခရစ်တော်ကိုရတော့တူတာလင်အဲ့ဒီချီဆောင်ခြင်းထဲမှာပါသွားမှာဖြစ်တယ်။ဒါအတိတ်ကကျွန်တော်ရဲ့မျိုးလင့်ချက်ဖြစ်တယ်။တနေ့ဘယ်အချိန်ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့မသိဘူး။အဲ့ဒီချိန်မှာခရစ်တော်၌တေလွန်တော်သူဒီဥစွာထမြောက်မယ်တင်းချိုင်းဒီကွဲပြီးတော့မှအခုကျွန်တော်ခရစ်တော်ရပြီးတော့မှတေလွန်တော်သူဒီတင်းချိုင်းမှာကျွန်တော်သွားပြီးတော့တကြိုချတယ်တွားပြီးတော့မှပို့ကြတယ်။အဲ့ဒီအချိန်ကြရင်တဲ့တင်းချိုင်းမှာတည်နေတော်သူဒီအရင်ဥဆုံးထမြောက်မယ်။တင်းချိုင်းတွေအကုန်ပွက်မယ်ယုံကြည်သူတေတော်သူတွေပြောတာနော်မယုံကြည်သူတွေမထမြောက်သေးဘူးသူတို့ထမြောက်တဲ့အချိန်ကာလရှိတယ်အဲ့ဒီသူတို့ထမြောက်တဲ့အချိန်ကာလကဒီအချိန်မဟုတ်ဘူးဘယ်အချိန်ထမြောက်မလဲဆိုတော့အပြစ်စီရင်ရာထမြောက်ခြင်းမှာပဲသူတို့ထလာမှာသူတို့ထတဲ့အချိန်နောက်ကျသွားပြီးငရဲတော်ဖို့ပဲထမှာကျွန်တော်တို့ယုံကြည်သူများကြီးစွာသောတမောမုတ်တန်လာလို့ရှိရင်တင့်ရဲ့ဝိညာဉ်နာကအဲ့ဒီအတန်ကိုကြားမှာကြားတဲ့အရက်ကနေတင်ထလာမှာဖြစ်တယ်ဟာလေလုယာဒါကြောင့်စိတ်မပူနဲ့တင်ခရစ်တော်ရဖို့ပဲရည်ရှိတယ်။တစ်ချိန်တည်းမှာပဲအသက်ရှင်၍ကြံကျွန်းသောယုံကြည်သူတွေအသက်ရှင်နေတဲ့လူတွေ
ခရစ်တော်ကိုရသောသူတွေကအဲ့ဒီအချိန်မှာတခါတည်းအတန်ကိုကြားပြီးတော့ထမြောက်တော့မှာတဲ့ဘယ်လိုထမြောက်မလဲမျက်စိတမိတ်ဆိုတာအမတန်မြန်တယ်လို့ပြောတယ်ခဏလေးတော့မျက်စိတမိတ်တောင်မဆုံးသေးဘူးပြောင်းသွားပြီဘယ်လိုပြောင်းမှာလဲဒီမှာကိုရိန္သုထဲမှာဤပုတ်တတော်ကိုခန္ဓာသည်မပုတ်နိုင်တော့အဖြစ်တော့ပြောင်းတယ်ယေရှုကိုကြည့်ခရစ်တော်ဖခင်ကသူကမသိခင်မှာသူ့ရဲ့ကိုခန္ဓာကပုတ်တတော်ကိုခန္ဓာဟုတ်တယ်ဒါပေမဲ့သူဟာတင်းချင်းကနေပြန်ပြီးထလာတဲ့အခါမှာမပုတ်နိုင်တော့ glory ခန္ဓာဆိုတန်ရှင်သောခန္ဓာနဲ့ပြန်ထမြောက်လာတယ်ခရစ်တော်ထမြောက်ပြီးတော့တန်ရှင်သောခန္ဓာနဲ့ဖြစ်လာတဲ့အခါမှာသူမသိခင်တိုက်ခန်းတခန်းဝင်မယ်ဆိုတကားဖွင့်ပြီးဝင်ရတယ်ဒါပေမဲ့သူထမြောက်ပြီးတော့မှတိုက်ခန်းတခန်းမှာအလုံးပိတ်ထားတဲ့တိုက်ခန်းတွေကိုသူချက်ချင်းပေါ်လာတယ်ဒါကတန်ရှင်သောကိုခန္ဓာဒီပုတ္တတော်ခန္ဓာကိုနဲ့မတူတော့ဘူးအသက်ရှင်နေရင်ပဲဖြစ်ဖြစ်တည်နေရင်ပဲဖြစ်ဖြစ်ခရစ်တော်ရဲ့တဘောမုတ်တန်ကြားတဲ့နေကြရင်မျက်စိတမိတ်အတွင်းမှာထက်တစ်ဖြစ်အတွင်းမှာမပုံနိုင်တော့ကိုခန္ဓာအဖြစ်ပြောင်းလဲတော်မယ်ဟာလေလုယာကျွန်တော်တို့အယံမြန်ဖြစ်စေခြင်းနဲ့တချို့တော့မဖြစ်ချင်ဘူးဗျာဒိတ်ချမ်းမှာသူဆုတောင်းတယ်နော်တခင်ဖျားအမြန်ကြောလာတော်မူပါတဲ့အမြန်မြင်ခြင်းတာအမြန်ဖြစ်ခြင်းတာတခင်ကိုရောအမြန်ဆုံးကြွလာပါလေယောဟန်ကတော့တိနေတဲ့သူတို့ကအမြန်ဆုံးလာစေချင်တယ်ဒီဟာလေးကိုစဉ်းစားကြည့်တော့မယုံရင်အေးရလေးအေးရမှာသူတင်နားနေတဲ့အချိန်မှာအဲ့ဒီအချိန်ကာလလေးကိုစဉ်းစားကြည့်လိုက်ဘလောက်ထိရင်ခုန်စရာကောင်းတယ်လေနောက် slide တစ်ခုသွားရအောင်တည်နေတဲ့သူတွေလည်းထမြောက်တယ်အသက်ရှင်ပြီးကြံကျွန်းနေတဲ့ယုံကြည်သူတွေလည်းထမြောက်ပြီးတော့မှဘယ်မှာတော့တွေ့မလဲဆိုတော့မိုးတိမ်ပေါ်၌အာဂါတမိုးတိမ်ပေါ်မှာကျွန်တော်တို့တွေအားလုံးပြန်ပြီးဆုံစည်းကြမယ်အိမ်တော်ပြင်ဆင်လို့ပြီးရင်ပြန်လာမယ်လို့ပြောတယ်အဲ့ဒီလိုပြန်လာပြီးတဘောမှုတဲ့ခါမှာကျွန်တော်တို့အားလုံးအာဂါတကောင်းကင်ပေါ်မှာဆုံတွေ့ကြမှာဖြစ်တယ်ခရစ်တော်ရတော်သူတိုင်တဲ့နေ့အဲ့ဒီအာဂါတကောင်းကင်ခရစ်တော်ကအဲ့ဒီအချိန်မြေကြီးပေါ်ထိမလာဘူးဒါပေမဲ့သူ့ရဲ့ကောင်းကင်မှာအချမ်းအယံနေနဲ့တဘောမှုချင်းနဲ့ကြောလာတဲ့ခါမှာအတန်ကိုကြားပြီးတော့အသက်ရှင်တော်သူတွေတည်တော်သူတွေထမြောက်ပြီးခရစ်တော်နဲ့သူအာဂါတမှာတွေ့ကြမှာဖြစ်တယ်အဲ့ဒီချိန်မှာဘာဖြစ်ပြလာမလဲဆိုနောက် slide ထဲမှာတရားစီရင်ခြင်းရှိတယ်အဲ့ဒီကျန်တဲ့စနေမှာဘာပြောလဲငါသည်အလင်းအမြန်လာမယ်ဖြောင်းမတော်သူလည်းဖြောင်းမပါစေဘူးတဲ့ညညူတော်သူလည်းညညူစေဦးတဲ့ငါသည်အလင်းအမြန်လာမယ်ဒီတရားစီရင်ခြင်းကတော့အပြစ်နဲ့မဆိုင်ဘူးဘာအတွက်လဲဆိုတော့ခရစ်တော်ရဲ့တရားစီရင်ခြင်းကျွန်တော်တို့ဆုလာအတွက်ဖြစ်တယ်ခရစ်တော်ကိုယပြီးတော့မှသင်ခရစ်တော်အတွက်ဘယ်လိုအလုပ်လုပ်တယ်လဲဘယ်လိုအသက်ရှင်တယ်လဲဘယ်လိုခရစ်တော်၌တင်အသက်ရှင်တယ်လဲဆိုတဲ့အရာကိုစုပေးဖို့ရန်အတွက်စီရင်တဲ့တရားစီရင်ခြင်းဖြစ်တယ်ဒီနေ့ရထားတကယ့်ကိုဖြစ်လာမှာခင်ဗျာယုံမယုံကျွန်တော်ယုံမယုံဒီအရာတွေဖြစ်လာမယ်ကျမ်းစာထဲမှာဒီအတိုင်းပြောတာတရားစီရင်ခြင်းရှိမယ်ဘာတော့စီရင်မလဲတဲ့ငါသည်အကျိုးအပြစ်ကိုဆောင်ခဲ့သည်ဖြစ်၍တဲ့တခင်ဖျားကြော်လာလိမ့်မယ်အာဂါတကောင်းကင်မှာခရစ်တော်နဲ့တွေ့တဲ့အခါမှာခရစ်တော်ရဲ့တရားစီရင်ခြင်းကိုယုံကြည်သူတိုင်းတူစိတ်မှာရင်ဆိုင်ရမှာဖြစ်တယ်နောက် slide တစ်ခုတွားရအောင်တရားစီရင်ခြင်းပြီးတဲ့အခါမှာကျွန်တော်တို့ဒီပါလုံးမယ်ဆိုခန္ဓာတော်မင်္ဂလာဆောင်ပွဲမနေ့ကပဲလောလာနော်မင်္ဂလာဆောင်ပွဲဘယ်လောက်ထိရင်ခုံးလဲဒီခန္ဓာတော်မင်္ဂလာဆောင်ပွဲတိုးတငယ်မင်္ဂလာဆောင်ပွဲဆိုတာအခုလောကမှာကျွန်တော်မင်္ဂလာဆောင်ပွဲနဲ့တော့မတူဘူးလောကမှာကျွန်တော်မင်္ဂလာဆောင်ပွဲကသားသမီးဖွားခြင်းအတွက်ကျွန်တော်ထိမ်းမြှောက်ခြင်းဖြစ်တယ်ဒါပေမဲ့ခရစ်တော်နဲ့မင်္ဂလာဆောင်ပွဲကြတော့အဲ့ဒီအရာတော့မဟုတ်တော့ခရစ်တော်နဲ့အတူထာဝရကာလသူပိုင်ဆိုင်တဲ့မြအုပ်စိုးတဲ့မြအားလုံးကိုရရှိပိုင်ဆိုင်ဖို့ရန်အတွက်ခရစ်တော်နဲ့စိုးစံခြင်းတော့ဖြစ်တယ်အရာခတ်သိမ်းကိုပိုင်တဲ့ဖခင်အရာခတ်သိမ်းကိုအမွေပေးတဲ့ဖခင်အရာခတ်သိမ်းကိုဖန်ဆင်းတဲ့ဖခင်သူ့ရဲ့ပိုင်ဆိုင်တဲ့အားလုံးကိုရဖို့အတွက်ခရစ်တော်နဲ့အတူမင်္ဂလာဆောင်မှရမှာဖြစ်တယ်ခန္ဓာတော်မင်္ဂလာဆောင်ဖို့ကိုတွားရမှာဖြစ်တယ်ဒါယုံကြည်သူတွေအတွက်တော့နောက် slide တစ်ခုတွားရအောင်ဆုလတရပူရီပေးခြင်းနဲ့သူကျွန်တော်တို့ဒီခရစ်တော်နဲ့အတူထာဝရကာလစိုးစံရမှာဖြစ်တယ်တဲ့မျက်ရည်မရှိတော့ဘူးမောပန်းခြင်းမရှိတော့ဘူးပင်ပန်းခြင်းမရှိတော့ဘူးဗျာဒိတ်ချမ်းမှာဖော်ပြထားတဲ့အိမ်တော်ဆွေအိမ်တော်ဆိုတာဘာနဲ့မှနိုင်ဆလို့မရတဲ့အိမ်တော်ဖြစ်တယ်အဲ့ဒီနေရာကိုကျွန်တော်စိုးစံရမှာဖြစ်တယ်နောက် slide တစ်ခုဒီနေ့ကျွန်တော်အသက်တာကိုရှင်းချင်ရအောင်လောကမှာ
ယုံကြည်ခြင်းဟာအချင်းကြီးမပေါ့အခုကျွန်တော်တို့ယုံကြည်ခြင်းဟာအချင်းကြီးမပေါ့ညှိုးနှွမ်းသွားတဲ့ပန်းလို့မဟုတ်ဘူးပြတ်ပြတ်သွားမဲ့လောကီစည်းစိမ်နဲ့နှိုင်းစားလို့မကောင်းဘူးကျွန်တော်တို့ဒီဘေတုံးကမှပျက်စီးဆုံးဆုံးမသွားတဲ့ဖိုးပြလို့မရနိုင်တဲ့နေရာကိုရရှိခံစားရမယ်တူရီဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ရဲ့မျှော်လင့်ခြင်းဖြစ်တယ်ဒါကြောင့်ဒီနေ့လောကမှာခဏတာရှိတဲ့ကောင်းကြီးမင်္ဂလာတွေနဲ့ကျင့်တတ်တာမဟုတ်ဘူးအဲ့ဒါတွေကိုမျှော်လင့်နေတဲ့လူတွေမဟုတ်ဘူးဒါပေမဲ့ဖခင်ပေးနေတယ်အဲ့ဒါကိုလေခဏတာအတွက်လည်းဖခင်ပေးတယ်ဒါပေမဲ့အဲ့ဒီထက်ကောင်းတဲ့အရာဒီကောင်းကင်နိုင်ငံမှာခံစားရမှာဖြစ်တယ်နောက်စလိုက်မှာဖခင်ကိုသင်ဆက်ပြီးကိုယ်ကိုချင်လားကိုယ်ကိုလို့ရတယ်ဖြောင့်မတ်ချင်လားဖြောင့်မတ်လို့ရတယ်ဒါပေမဲ့တဲ့တနေ့ကျရင်တခင်ဖခင်သည်ကြွလာမှာဖြစ်တယ်ကျွန်တော်တို့ကိုပြန်ပြီးတော့မှတင်းဆဲလာမှာဖြစ်တယ်ကျွန်တော်တို့ကိုပြန်ပြီးတော့မှခေါ်သွားမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့တခင်ယေရှုကိုလည်းယုံပါခမဲတို့ကိုလည်းယုံပါအဲ့ဒီတခင်ယေရှုခမဲတို့ကိုယုံကြည်ပြီးတော့မှဆုလိုက်ရတော်သူဖြစ်ခြင်းနဲ့ဆိုရင်တော့တခင်ဖျားအလိုတော်အတိုင်းနှုတ်ကပတ်တော်ကိုနားထောင်ပြီးတော့မှအသက်ရှင်သွားဖို့ရန်အတွက်အင်မတန်မှအရေးကြီးတယ်ဆုလက်အတွက်ပြင်ဆင်ရမယ့်အချိန်ဖြစ်တယ်အမှုတော်ဆောင်ဖြစ်နေလို့ဆုရမယ်လို့မထင်နဲ့နော်ရိုးရိုးတာမလေးနဲ့လည်းဘုရားခင်ဆုရဖို့အများကြီးပြင်ဆင်ပေးထားတယ်ဖခင်အတွက်ပင်ပန်းသမျှအားလုံးကိုဖခင်မမိတ်ဘူးဒီနေ့ပန်းထိုးဖို့အတွက်ပြင်ဆင်တယ်ကျွန်တော်မိုက်ကလေးကြီးကောက်ကြတယ်ပြင်ဆင်ကြတယ်လူကတိမမပြုတ်ဘူးနော်လူကြီးမတိဘူးဒါပေမဲ့ဖခင်တိတယ်ကျမ်းစာမှာပြောတယ်ကျွန်တော်တို့လုတ်သမျှအားလုံးကိုစရင်ထဲမှာသူရေးမှလိတ်ရှိတယ်တဲ့ဘာအတွက်လဲဆုလပ်ပေးဖို့ဖြစ်တယ်ဒါကြောင့်ချစ်တော်ညီကောင်မတွေနံပါတ်1တော့တင်ခရစ်တော်ကိုယုံကြည်လက်ခံပြီးပြီလားနံပါတ်2ဆုလပ်အတွက်ပြင်ဆင်ရအောင်ကျွန်တော်တို့ကိုးကွယ်သောအရှင်သည်တနေ့ပြန်ကြွလာမှာဖြစ်တယ်ဆိုတာမျှော်လင့်ရင်အသက်ရှင်ကြရအောင်လို့အားပေးတိုက်တွန်းလို့ဆိုပါတယ်ရောက်တိုင်းပေါ်မှာဖျားစခင်ကောင်းချီးပေးပါစေ